ဖိတ်ကြားသွားပါတော့သည်အဲ့ဒီလိုခမ်းနားတဲ့ဖနက်ပေါ်ကော်ဖီတွေစွန့်ထင်းသွားတာကိုမြင်လိုက်ရတဲ့အခါရီစားဟောင်းဖြစ်သူကပိုပြီးအခွင့်ကောင်းယူကာလှောင်ပြောင်ဖို့ပြင်ဆင်လာပါတယ်အဲ့ဒီအချိန်မှာလူငယ်လေးတစ်ယောက်ကဘာမှမတွေ့ဝေပဲဆာယာရဲ့ရှေ့ကိုချက်ချင်းထွက်လာပါတယ်သူဟာကိုပေါ်မှာဝစ်စင်ထားတဲ့တန်ရှင်းတဲ့အင်ဂျီဆက်ကိုဆွဲဖြဲလိုက်ပြီးဆာရာရဲ့ဖနက်ပေါ်ကကော်ဖီအဆုံးထင်းတွေကိုမြေကြီးပေါ်တူးထောက်ကစေတနာအပြည့်နဲ့တေချာတန်ရှင်းပေးပါတော့သည်အဲ့ဒီလိုလူငယ်လေးရဲ့ရိုးသားဖြူစင်ပြီးဓာတ်ရိုက်ကြတဲ့လုပ်ရက်ကိုမြင်လိုက်ရတဲ့အခါရီးစားဟောင်းဖြစ်သူကမနာလိုဝန်တိုမှုတွေနဲ့ပိုပြီးဒေါသထွက်လာပါတယ်။ဆာယာကိုယ်တိုင်လည်းဒီလူငယ်လေးရဲ့လုပ်ရက်အပေါ်အံ့ဩသွားခဲ့ရပါတယ်။ကျေးဇူးတင်တဲ့အနေနဲ့ဆာယာကသူမရဲ့နာမည်နဲ့အတူရဲချင်းထွက်ဖို့ကမ်းလှမ်းခဲ့ပေမဲ့လူငယ်လေးကတော့အဲ့ဒီအဆိုပြုချက်ကိုလုံးဝစိတ်မဝင်စားပဲအနီးနားကကောင်တာနားမှာတင်ထားတဲ့ဒီဇိုင်နာအိတ်တွေကိုသာစိတ်ဝင်စားကြည့်နေခဲ့ပြီးညှင်းဆိုခဲ့ပါတော့သည်မိမတွေရဲ့ဖိတ်ခေါ်မှုကိုအလွယ်တကူလက်ခံတတ်ကြတဲ့ဒီခေတ်ကြီးမှာသူမရဲ့ဖိတ်ခေါ်မှုကိုညှင်းဆိုသွားတဲ့ဒီလူငယ်လေးကိုမြင်တော့ဆာရာတယောက်စိတ်ထဲမှာလုံးဝမလိုမကျဖြစ်သွားပါတယ်။သူမရဲ့မာနတွေထိခိုက်သွားတဲ့အတွက်ချက်ချင်းဆိုသလိုသူမရဲ့အမဲရောင်နဲ့ရွှေရောင် credit card ကိုထုတ်ယူလိုက်ပြီးအဲ့ဒီဆိုင်ကဒီဇိုင်နာအိတ်အားလုံးကိုငွေသားအကုန်ပေးကအကုန်ဝယ်ပစ်လိုက်ပါတော့သည်။နောက်တနေ့မနက်ခင်းမှာတော့ဆာရာဟာအဲ့ဒီလူငယ်လေးဘယ်သူဆိုတာကိုစုံစမ်းသိရှိပြီးနောက်သူ့စီကိုတန်းပြီးသွားခဲ့ကအဆိုပြုချက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ဆာရာဟာကြီးမားတဲ့စီးပွားရေးအင်ပါယာကြီးတစ်ခုရဲ့တရားဝင်အမွေစားအမွေခံဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့မိဘတွေကွာရှင်းသွားခဲ့ပြီးနောက်မိထွေးဖြစ်သူရဲ့သားဖြစ်သူကဆာရာရဲ့အမွေဆက်ခံခွင့်အတွက်တစ်ခုတည်းသောအဓိကပြိုင်ဘက်ဖြစ်လာခဲ့ပါတယ်။အခုချိန်မှာတော့ဆာရာကသူမရဲ့မိထွေးဟာနာမည်ကြီးတရုတ်ဆောင်မင်းသမီးတစ်ယောက်နဲ့ထောက်ပြားနေတဲ့ဆိုတဲ့တန်တရားကိုပြင်းပြင်းထန်ထန်ဝင်နေပါတယ်။အဲ့ဒီလျှို့ဝှက်ချက်ကိုစုံစမ်းနေတော့မှပဲထူးဆန်းတဲ့အဲ့ဒီလူငယ်လေးနဲ့ထပ်ပြီးတိုက်ဆိုင်စွာဆုံဖြစ်ခဲ့ပါတယ်။ဆာရာကသူ့ရဲ့အကူအညီကိုအစပိုင်းမှာညှင်းပယ်ခဲ့ပေမဲ့အဲ့ဒီလူငယ်လေးကတော့သူမလုံးဝညှင်းမရနိုင်တဲ့မှန်ကန်ပြီးထိရောက်တဲ့စကားတစ်ခုကိုပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဆာရာဟာသူမရဲ့မာနတွေကိုဘေးဖယ်ထားပြီးသူ့နဲ့တူအိမ်ရခင်းတွေကိုလိုက်ခောက်ပေးခဲ့ရပါတော့သည်အချိန်တွေကုန်လွန်လာတာနဲ့အမျှသူတို့နှစ်ယောက်ကြားကအကွာအဝေးတွေတဖြည်းဖြည်းလျော့ကျလာပြီးဆာရာလည်းသူမရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့စုံစမ်းရေးကိစ္စကိုအာယုံမဆိုင်နိုင်တော့ပဲဒီကောင်လေးရဲ့လှုပ်ရှားမှုတွေကိုသာစောင့်ကြည့်နေမိပါတော့သည်နောက်ပိုင်းမှသာအဲ့ဒီလူငယ်လေးရဲ့နာမည်ကယွမ်ဟောက်ဖြစ်ကြောင်းနဲ့အဲ့ဒီနာမည်ကြီးမင်းသမီးကဆာရာရဲ့စုံစမ်းမှုကိုတားဆီးဖို့အတွက်ကြိုတင်ထောင်ချောက်ဆင်ထားတာဖြစ်ကြောင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဆာရာရဲ့ဖခင်ဟာအစပိုင်းမှာတထေးမိသားစုကနေဆင်းသက်လာခဲ့ပေမဲ့မိသားစုအတွင်းမှာတမတ်တယောက်အနေနဲ့ယက်တည်နိုင်ဖို့အလွန်တရာကြိုးစားခဲ့ရသူဖြစ်ပါတယ်။မိဘတွေရဲ့နောက်ခံကြောင့်ခေါင်းမာပြီးထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်ဆာရာဟာလုပ်ငန်းခွင်မှာအမြဲတမ်းအခြားအမျိုးသားတွေနဲ့အဖိုးကြီးတွေရဲ့ဝေဖန်မှုကိုခံနေရပါတယ်။ဒီနေ့မှာတော့အရေးကြီးတဲ့ရှယ်ယာရှင်များအစည်းအဝေးကိုတက်ရောက်ရင်းနဲ့ဆာရာရဲ့စီးပွားရေးအရေးချင်းတွေကိုအတိမတ်ပြုမဲ့အစားအဖိုးကြီးတွေကအမျိုးသမီးတွေအပေါ်မှာဈေးပေါ်ပြီးအထင်အမြင်သေးတဲ့နောက်ပြောင်မှုတွေလုပ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလိုလိမ်ပိုင်းဆိုင်ရာနဲ့အမျိုးသမီးကောင်းဆောင်မှုအပေါ်အထင်သေးမှုကိုခံစားရပြီးဒေါသထွက်နေတဲ့ဆာရာဟာသူမရဲ့တံမိုးကြီးကားကိုကိုယ်တိုင်စေးကြောရင်းစိတ်ဖြေဖြောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာယွမ်ဟောက်ရောက်လာပြီးကားဆေးခါကိုသူရှင်းပေးမယ်လို့ပြောပါတယ်။ဒါပေမဲ့အစားထားအနေနဲ့ကော်ဖီတစ်ခွက်ပဲတောင်းဆိုခဲ့ပါတယ်။သူတို့နှစ်ယောက်ကော်ဖီဆိုင်မှာအတူထိုင်နေကြချိန်မှာဆာရာကအမဲသားစတိတ်ကိုမှာယူစားသုံးပြီးယွမ်ဟောက်ကတော့ဘေးကနေငေးကြည့်နေခဲ့ပါတယ်။အဲ့ဒီလိုထိုင်နေရင်းနဲ့မှယွမ်ဟောက်မှာတကယ်ဖုန်ကြီးဖြစ်ချင်တဲ့စိတ်ကူးရင်အိမ်မက်ရှိကြောင်းပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ဒီခေတ်ကြီးမှာဒါဟာတာမန်လူတွေအတွက်တော့တောရဆောက်တီတာနဲ့အတူတူပါပဲ။သူ့ရဲ့အမေကလည်းဒီကိစ္စကိုလုံးဝလက်မခံပါဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမိသားစုနဲ့အကြီးအကျယ်ရန်ဖြစ်ခဲ့ရတဲ့အတွက်ယွမ်ဟောက်တယောက်အိမ်မထွက်လာခဲ့ပြီးမိသားစုကိုငွေကြေးအရာလုံလောက်တဲ့အာမခံချက်ပေးနိုင်ဖို့အတွက်အလုပ်မျိုးမျိုးကိုစူးစမ်းလုပ်ကိုင်နေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဘီလီယံနာတယောက်ဖြစ်တဲ့ဆာရာဟာသူမရဲ့လုပ်ငန်းခွင်မှာဘလောက်ပဲထက်မြက်ပါစေကိုရေးဘဝမှာတော့အတော်လေးပေါ်ဆသူဖြစ်ပါတယ်။သူမရဲ့တံမိုးကြီးလူနေအိမ်ကြီးဟာအမိုက်ပုံလို့ဖြစ်နေပါတော့သည်တနေ့မှာအိမ်ရဲ့ညစ်ပတ်နေပုံကိုကိုယ်တိုင်မြင်တော့ဆာရာကတန်ရှင်းရေးကုမ္ပဏီကိုချက်ချင်းဖုန်းဆက်ပြီးအိမ်အကူ10ယောက်ချက်ချင်းလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အိမ်အကူရောက်လာတဲ့အခါဆာရာအံ့အားသင့်သွားခဲ့ရပါတယ်။ကုမ္ပဏီကလူတစ်ယောက်တည်းကိုသာလွတ်လိုက်ပြီးအဲ့ဒီလူကလည်းအရန်တန်မာပြီးယင်းနီးပြီးသားဖြစ်တဲ့ယွမ်ဟောက်ဖြစ်နေပါတော့သည်။ယွမ်ဟောက်ကတော့ဒီအိမ်ကဆာရာအိမ်မက်အစကမသိခဲ့ပါဘူး။အိမ်ရဲ့ဆိုးရွားတဲ့အခြေအနေကိုမြင်တော့စိတ်ညစ်စရာကောင်းတဲ့ဒီအိမ်ကိုတန့်ရှင်ရေးလို့ဖို့ဘာကြောင့်အင်အားကောင်းတဲ့သူကိုတောင်းဆိုမှအခုတော့သဘောပေါက်ပြီလို့တွေးပြီးအလုပ်ကိုချက်ချင်းစတင်လုပ်ကင်ခဲ့ပါတယ်။သူ့ရဲ့စီးစနစ်ကြပြီးတည့်ရက်တဲ့လှုပ်ဆောင်ချက်တွေကိုမြင်ပြီးဆာရာတယောက်အထင်ကြီးသွားခဲ့ပါတယ်။
အရာရာအဆင်ပြေသွားပြီးနောက်ယွမ်ဟောက်ပြန်တော့မဲ့အချိန်မှာအိမ်ထဲကကြီးမားတဲ့မီးစံပန်းကြီးတစ်ခုကွဲနေတာကိုတွေ့သွားပါတယ်။သူကစေတနာနဲ့ကူညီခြင်းစိတ်ကြောင့်အဲ့ဒီနေရာကိုပြင်ဆင်ရင်းအမှားတစ်ခုကြောင့်အဲ့ဒီတံမိုးကြီးမီးစံပန်းကြီးတစ်ခုလုံးပြိုကျပျက်စီးသွားပါတော့သည်။အဲ့ဒီမီးစံပန်းရဲ့တံမိုးက6 တန်းကျော်ရှိနေတာကြောင့်ယွမ်ဟောက်တယောက်လန့်သွားခဲ့ရပါတယ်။ယွမ်ဟောက်ကဒီအကျွေးကိုဆာရာစီမှာအလုပ်လုပ်ပြီးဆက်မယ်လို့တာဝန်ယူပြောဆိုပေမဲ့ဆာယာကငွေသားနဲ့တိုက်ရိုက်ပေးဖို့ညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ယွမ်ဟောက်ကအကျွေးကြေတဲ့အထိနေ့တိုင်းလာပြီးအိမ်တန့်ရှင်းရေးလုပ်ပေးမယ်လို့တယူတန်ပြောဆိုခဲ့ပါတယ်။ဆာယာကယွမ်ဟောက်ကိုအိမ်အကူဖြစ်ဆက်လက်ငှားရမ်းဖို့အနှဲငယ်စိုးရိမ်နေပေမဲ့ယွမ်ဟောက်ကသူဟာမကြခင်ဖုန်းကြီးဖြစ်တော့မဲ့သူဖြစ်ပြီးအမျိုးသမီးတွေကိုလုံးဝစိတ်မဝင်စားကြောင်းပေါ့ပပပြောပြခဲ့ပါတယ်။ဒါကိုကြားတော့ဆာရာလည်းညစ်ပတ်နေတဲ့အိမ်ကတန့်ရှင်းသွားမှာဖြစ်ပြီးသူမရဲ့အလုပ်များတဲ့အချိန်မှာအကူအညီဖြစ်မယ်ဆိုပြီးသဘောတူလိုက်ပါတော့သည်။ယွမ်ဟောက်ရောက်လာပြီးနောက်မှာတော့အမြဲတမ်းတိတ်ဆိတ်ပူဆွေးနေတဲ့အိမ်ကြီးဟာအသက်ဝင်လာခဲ့ပါတယ်။ဆာရာလည်းသူမရဲ့စီးပွားရေးအခက်အခဲတွေနဲ့စိတ်ဖိစီးမှုတွေကိုယွမ်ဟောက်ကိုလွတ်လပ်ရင်ဖွင့်လာပါတော့သည်။တနေ့မှာဆာရာကမင်းမှာတခြားရည်မှန်းချက်တစ်ခုရှိသေးလားလို့မေးမြန်းတဲ့အခါယွမ်ဟောက်ကဟုတ်ကဲ့ကျွန်တော်ခမရဲ့ပတ်စံကိုလိုချင်ပါတယ်လို့ရိုးသားဖြေခဲ့ပါတယ်။တကယ်တမ်းမှာတော့ယွမ်ဟောက်ဟာဖះเจ้าကစေတနာဝန်ထမ်းတဦးဖြစ်ပြီးဆာယာကိုစင်ရဲသားတွေနဲ့အကူအညီလိုနေသူတွေအတွက်လူတန်းဖို့စိတ်အားထက်သန်လာအောင်လုပ်ချင်တာပါဒါကိုကြားတော့ဆာရာရေမောလိုက်ပြီးမင်းငါကိုလူခိုင်းချင်ရင်မင်းရဲ့အပြုံးကိုငါကိုပေးရမယ်မင်းရဲ့အပြုံးကိုငါကြိုက်တယ်လို့ပြောခဲ့ပါတယ်ယွမ်ဟောက်လည်းချက်ချင်းချစ်စရာကောင်းတဲ့အပြုံးလေးကိုပြုံးပြလိုက်တာနဲ့ဆာရာရဲ့အေးဆက်နေတဲ့နှလုံးသားပျော့ပြောင်းသွားပါတော့သည်နောက်တစ်နေ့မှာဖះเจ้าကိုကြက်သိန်း100ရဲ့ကြီးမားတဲ့အလှငွေရောက်ရှိသွားခဲ့ပါတယ်ဒီဖြစ်ရပ်တွေကြောင့်အေးဆက်ခတ်ထန်တဲ့စီးပွားရေးလုပ်ငန်းရှင်ဆာရာဟာချစ်စရာကောင်းပြီးရိုးသားတဲ့ကောင်းမလေးတစ်ယောက်ဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်တနေ့မှာယွမ်ဟောက်ရဲ့ခွေးပေါက်လေးပြေးထွက်သွားလို့ဆာရာနဲ့ယွမ်ဟောက်တို့လိုက်ရှာရင်းအိမ်ရှိတကားဝမှာနာမည်ကြီးမင်းသမီးတစ်ယောက်နဲ့ဆုံသွားပါတယ်အဲ့ဒီမင်းသမီးကယွမ်ဟောက်ဆာရာအိမ်မှာနေနေတာကိုမြင်ပြီးအထင်အမြင်လွဲမှားသွားကရန်စစကားတွေဆိုပါတယ်ဆာရာရှင်းပြမလို့လုံနေချိန်မှာယွမ်ဟောက်ကသူမကိုအထဲကိုဆွဲသွင်းလိုက်ပြီးနောက်ထပ်ဘုံတစ်လုံးပစ်လိုက်ပါတယ်သူခွဲခဲ့တဲ့မီးစံပန်းကအဲ့ဒီလောက်ကြီးမားတဲ့တန်မိုးမရှိဘူးလို့ပြောကပတ်စံနဲ့လက်ဆောင်တွေပေးပြီးဆာယာကိုတရားဝင်နှုတ်ဆက်လိုက်ပါတော့ဒီဆာယာမှာခံစားချက်ပေါင်းစုံရှိနေပေမဲ့သူ့ကိုတားဖို့အကြောင်းပြချက်မရှိခဲ့ပါဘူးအဲ့ဒီနောက်မိမိကိုဘယ်တော့မှအလိုမလိုက်တတ်တဲ့ဆာရာဟာအသက်10 နှစ်ငယ်တဲ့ယွမ်ဟောက်စီကိုရဲဝံ့ဖုန်းခေါ်ဆိုခဲ့ပါတယ်မွေးနေ့မှာဆာရာဖခင်ကပန်းအိုးတအိုးပို့ပေးခဲ့ပါတယ်။အဲ့ဒီပန်းရဲ့အတိတ်ဘယ်ကပျော်ရွှင်မှုရောက်ရှိလာတော့မည်ဆိုတာဖြစ်ပါတယ်။နောက်တစ်နေ့မိသားစုစုဝေးပွဲမှာအဲ့ဒီမင်းသမီးကိုမြင်လိုက်ရတဲ့အတွက်ဆာရာစိတ်သက်သာသွားပါတယ်။ဒါပေမဲ့မောင်လေးကျူးစီယူကသူမအတွက်လက်ဆောင်ထုတ်ပေးခဲ့ပြီးမွေးနေ့ကိုမမေ့ကြောင်းပြသခဲ့ပါတယ်။ပါတီပြီးလို့ထွက်လာတဲ့အခါအဲ့ဒီမင်းသမီးကဆာရာကိုစကားနဲ့ထပ်ဆော့ကားခဲ့ပါတယ်။အဲ့ဒီနာကျင်စရာစကားကြောင့်ဆာရာဟာယွမ်ဟောက်စီကိုဖုံးဆက်ပြီးဆိုင်တစ်ဆိုင်ကိုဝယ်ယူကာသူ့ကိုခေါ်ထုတ်လာခဲ့ပါတော့ဒီညစာပွဲမှာယွမ်ဟောက်ကမှတ်ပုံတင်ပေါ်ကမွေးနေ့နဲ့အခုမွေးနေ့မတူတာကိုမေးမြန်းခဲ့ပြီးဆာရာရဲ့အစ်စ်အမှန်မွေးနေ့ကိုမှတ်သားထားလိုက်ပါတယ်အဲ့ဒီညအလုပ်ဆင်းချိန်မှာယွမ်ဟောက်ကမွေးနေ့ကိတ်မုံနဲ့စောင့်နေပြီးဆာရာကိုမွေးနေ့ဆုတောင်းပေးခဲ့ပါတယ်ဒါပေမဲ့ဆာရာကသူမရဲ့ခံစားချက်ကိုဖုံးကွယ်ပြီးကျေးဇူးတင်စကားဆိုကချက်ချင်းထွက်သွားခဲ့ပါတယ်ယွမ်ဟောက်လည်းနားမလည်နိုင်ပဲဝမ်းနည်းစွာကြံ့ရစ်ခဲ့ပါတယ်ယွမ်ဟောက်လည်းပန်းဆိုင်ကိုသွားပြီးအဲ့ဒီပျော်ရွှင်မှုရောက်လာမည်ဆိုတဲ့ပန်းရဲ့အတိတ်ဘယ်ကိုမေးမြန်းတဲ့အခါဆိုင်ရှင်ကအဲ့ဒီပန်းရဲ့အတိတ်ဘယ်ကတနာကျင်လာတော့အချစ်နဲ့ကွဲကွာခြင်းဤဝမ်းနည်းခြင်းလို့ဖြေကြားခဲ့ပါတယ်အဲ့ဒီအချိန်မှာဆာရာလည်းအလားတူပန်းကိုဝမ်းနည်းစွာကြည့်နေခဲ့ပါတယ်တနေ့မှာယွမ်ဟောက်ကအဲ့ဒီပန်းကိုကင်ပြီးဆာရာစီရောက်လာပါတယ်ဒါပေမဲ့ဆာရာကသူတို့ရဲ့ကျင်နာမှုတွေကသူမကိုပိုနာကျင်စေတယ်လို့တွေးပြီးလှည့်ထွက်သွားခဲ့ပါတယ်ဆာရာဟာစီးပွားရေးနဲ့အမွေဆက်ခံမှုပြဿနာအတွက်တောင်ကိုရီးယားကချွိုင်းကီဟိုဆိုတဲ့သူနဲ့လက်ထပ်ဖို့စီစဉ်ရမယ့်အနေအထားကိုရောက်လာပါတယ်ဒါပေမဲ့သူမရဲ့နှလုံးသားထဲမှာတော့ယွမ်ဟောက်ရှိနေပါပြီအဲ့ဒီနောက်ယွမ်ဟောက်ဟာဘုန်းကြီးကျောင်းကိုသွားပြီးအကြံဉာဏ်တောင်းခံရာဘုန်းကြီးကဘုန်းကြီးဝတ်စုံဝတ်ဆင်ကြည့်ဖို့အကြံပေးခဲ့ပါတယ်။ယွမ်ဟောက်ဝတ်စုံဝတ်ပြီးထွက်လာချိန်မှာဆာရာရောက်ရှိလာပြီးသူတို့နှစ်ဦးစကားများကြပါတယ်။ယွမ်ဟောက်ကမင်းမှာချွိုင်းကီဟိုဆိုတဲ့ခင်မွန်းလောင်းရှိတယ်ဆိုတာငါသိတယ်လို့ပြောလိုက်ပြီးအဲ့ဒီအချိန်မှာတောင်ကိုရီးယားကချွိုင်းကီဟိုကိုယ်တိုင်ရောက်ရှိလာပါတော့သည်။ဆာရာဟာချွိုင်းကီဟိုပေးထားတဲ့စစ်စစ်ချက်မှတ်တမ်းတွေအရမောင်လေးကျူးစီယူမျက်မမြင်ဖြစ်နေရတဲ့အကြောင်းရင်းကိုသိရှိသွားပြီးချွိုင်းကီဟိုရဲ့ချင်းချောက်မှုတွေကိုရဲဝံ့ရင်ဆိုင်လာပါတော့သည်သူမဟာမိသားစုစုဝေးပွဲမှာချွိုင်းကီဟိုနဲ့လက်ထပ်မဲ့ကိစ္စကိုလုံးဝဖျက်သိမ်းလိုက်ကြောင်း
တရားဝင်ကြေညာလိုက်ပါတယ်ဖခင်ဖြစ်သူနဲ့မောင်လေးကလည်းသူမရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံအားပေးခဲ့ကြပါတယ်ပြဿနာတွေအားလုံးရှင်းလင်းသွားပြီးနောက်ဆာယာနဲ့ယွမ်ဟောက်တို့တရားဝင်ချစ်သူတွေဖြစ်လာကြပါတယ်ယွမ်ဟောက်လည်းဖုံးကြီးလုံးမဲ့အစီအစဉ်ကိုဖျက်သိမ်းပြီးစောင့်တက္ကသိုလ်ဥပဒေဌာနကဘွဲရထားသူဖြစ်တာကြောင့်တရားသူကြီးအလုပ်ကိုဝင်လုပ်ဖို့စဉ်းစားလာပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာမိသားစုတွေနဲ့ပတ်ဝန်းကျင်ရဲ့ဖိအားတွေကိုအတူတကွကြော်ဖြတ်ပြီးသူတို့ရဲ့ကိုယ်ပိုင်ကဘာလေးထဲမှာပျော်ရွှင်စွာနဲ့အတူတကွရှေ့ဆက်သွားကြပါတော့သည်